ထော်လဲမယ်ထော်လဲမယ်မင်္ဂလာပါကျွန်တော်တို့ဇင်းကြိုက်တောင်ပေါ်ကနေပြန်ဆင်းပြီးတော့ကျွန်တော်တို့9နာရီဝန်းကျင်လောက်မှာဇင်းကြိုက်တောင်ကြီးကဇင်းကြိုက်ရှီတီပုံစီဆက်ပြီးတော့ချီတက်မှာဖြစ်ပါတယ်ဒါကတော့ဝင်တဲ့နေရာဖြစ်ပါတယ်ဇင်းကြိုက်ရေတကုံကအင်မတန်မှကိုလှပါတယ်သူ့ရဲ့ရေလျင်ကသူကတောင်ပေါ်ကနေပဲဓာတ်ရိုက်ဆင်းလာပြီးတော့ကြာတာဖြစ်တဲ့အတွက်ရေအားကအရန်ပြင်းပါတယ်ဆိုတော့သွားပြီးတော့စောရဲသူတွေအနေနဲ့တက်နိုင်လို့မရယူဆိုင်ပြီးတော့စောစေချင်ပါတယ်ဇင်းကြိုက်ရေကုံမှာကျွန်တော်တို့စောတဲ့အချိန်ကတော့တနားရီခွဲဝန်းကျင်တော့စောပါတယ်ရေစောတဲ့အချိန်ကတနားရီခွဲဝန်းကျင်ဆိုတဲ့ဟာနည်းနည်းတော့များတယ်လို့ခံစားရပေမဲ့ကျွန်တော်တို့ဘယ်လောက်စောစောမဝခဲ့ဘူးပေါ့နော်ထော်လဲမယ်ထော်လဲမယ်ဒါဒီနေရာကတော့ရေစောလို့အကောင်းဆုံးနေရာပေါ့နော်ဇင်းကြိုက်ရေတကုံကနေပြီးတော့ဆင်းလာပြီးတော့သူတို့ရေမျောမှတ်တိုင်တစ်ခုရှိတယ်အဲ့မှတ်တိုင်နေရာကစောလို့အကောင်းဆုံးပါပဲကျေးဇူးတင်ပါတယ်